များတို့ရဲ့ငယ်ဘဝမှာတစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တဲ့ Toy Story 5 ရုပ်ရှင်ကတော့အခုတစ်ခါမှာ Toy Story 5 ဆိုပြီးတော့ခင်ဗျားတို့ရဲ့ငယ်ဘဝကိုပြန်ယူလာပေးခဲ့ပါပြီဒီတစ်ခေါက်မှာတော့အသက်ရှိနေတဲ့လူဆိုးတွေလည်းမဟုတ်သလိုအသက်ဝင်နေတဲ့အရုပ်တွေနဲ့လည်းရင်ဆိုင်ရမှာမဟုတ်ပါဘူးသူတို့ရင်ဆိုင်ရမှာကဒီနေ့ကလေးတိုင်းရဲ့လက်ထဲမှာရှိနေတဲ့ tablet တွေပဲဖြစ်ပါတယ်ဟုတ်ပါတယ် Toy Story 5 ရဲ့အဓိကရန်သူကအရုပ်တွေမဟုတ်ပါဘူးလီလီဘတ်လို့ခေါ်တဲ့ဖားပုံစံ tablet လေးတစ်လုံးပဲဖြစ်ပါတယ် Toy Story 4ပြီးမှဘူဒီကသူ့တငယ်ချင်းတွေနဲ့ခွဲထွက်သွားခဲ့ပြီးမြဲဒီတစ်ခါတော့ Buzz, Jessie နဲ့အရုပ်တွေအားလုံးအခက်အခဲကြုံနေရတာကြောင့်ပဲဘူဒီကပြန်လာခဲ့ရပါတယ်ဘာကြောင့်လဲဆိုတော့ဘော်နီယာရုပ်တွေနဲ့မကစားတော့ပဲလီလီဘတ်ဆိုတဲ့ tablet လေးကိုပဲတနေ့လုံးအသုံးပြုနေပါတယ်ကစားချိန်ဆိုတာကဖုန်းကြည့်နေတဲ့ screen တိုင်းဖြစ်သွားပါတယ်အရုပ်တွေနဲ့ကစားပြီးတဲ့အချိန်တွေကတဖြည်းဖြည်းပြောက်ကွယ်လာပါတယ်ဒီချိန်မှာအရုပ်တွေကမေကွန်တစ်ခုကိုရင်ဆိုင်ရပါတယ်ဒီနေ့ခေတ်ကလေးတွေအတွက်အရုပ်တွေဖြစ်တဲ့ငါတို့ကိုလိုအပ်သေးရဲ့လားဆိုတာပါဒါက Toy Story 5 ရဲ့အထူးဇာတ်လမ်းကြော်ယူပဲဖြစ်ပါတယ်အရှင်တဲ့ခန်းစားချက်ကိုပို့ပြီးဦးစားပေးထားတယ်ငေဘောနဲ့နီးပညာကြားကတိုက်ပွဲကိုကောက်ကောက်လေးပြသထားပါတယ်ထွေလာထွက်ပြီးကလေးကတချို့ပရိသတ်တွေကဒါက Toy Story 1 ကိုပြန်ရထားသလိုပဲလို့တော့မှပြောကြပါတယ်ဒါပေမဲ့တချို့ကတော့ဒီနေ့ကလေးတွေရဲ့ screen နဲ့ကြီးထွားလာပုံကိုအရန်တိတိမိမိပြထားတာကိုကြီးကျူးနေကြပါတယ်တကယ်တော့ Toy Story 5 ကကလေးတွေအတွက်ရိုက်ကူးထားတဲ့ကာတွန်းရုပ်ရှင်တကားဆိုတာထက်အခုချိန်မှာမိဘဖြစ်နေတဲ့လူကြီးတွေရဲ့ငယ်ဘဝကိုပို့ပြီးတော့လွမ်းစီအောင်ရည်ရွယ်ထားတဲ့ရုပ်ရှင်လို့တော့ပြောလို့ရပါတယ်မေးရှင်တာတစ်ခုကဒီနေ့ခေတ်ရေးစည်းချောင်းထဲမှာကလေးတွေကအယုံနဲ့ကစားတာတဲ့ဖုန်း tablet နဲ့ပဲအချိန်ကုန်နေကြတာကပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သွားပြီလားဆိုတာပါနောက်တစ်ခုကကျွန်တော်တို့လိုအယုံတွေနဲ့ဖြတ်တန်းခဲ့ကြတဲ့ငယ်ဘဝရဲ့စိတ်ကူးရင်ကဘာတစ်ခုကတပြေးပြေးပြောက်ကွယ်သွားပြီလားဆိုတာဖြစ်ပါတယ် comment မှာခင်ဗျားရဲ့အမြင်ကိုပြောပြပေးခဲ့ပါ critical vision မှာနောက်နေ့မှာရုပ်ရှင်တွေနဲ့ပြန်လာခဲ့ပါမယ်